အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Bible and Life Talk Podcast ကနေအကုန်လုံးပြန်လည်မှကြိုဆိုလိုက်ပါတယ်ကျွန်တော်ကDaniel Lee ဖြစ်ပါတယ်ခုဖြစ်ပါတယ်ဆိုတော့ခုပြီကျွန်တော်ဒီနေ့ကကြတော့ကျွန်တော်တို့ဒီလူတိုင်းကြုံနေရတဲ့အရာတခုပေါ့နော်ဒီအထီးကျန်ဆန်ချင်းဆိုတဲ့အရာနဲ့ပတ်သက်မှဆွေးနွေးရင်ကောင်းမယ်ထင်တယ်ဆိုတော့အထီးကျန်ဆန်ချင်းလို့ပြောတဲ့နေရာမှာကြတော့ကျွန်တော်တို့တွေလူတူမရှိတဲ့နေရာမှာတယောက်တည်းသွားနေတဲ့အခါမှာဖြစ်တတ်တဲ့ခံစားချက်တစ်ခုပဲမဟုတ်ဘူးလေနော်တခါတလေမှာကျွန်တော်ချီးရတဲ့မိသားစုတွေနဲ့နေတယ်ပြီးကိုနေရင်းနှီးတဲ့မိတ်ဆွေပေါင်းတဲ့တွေနဲ့နေနေတဲ့အချိန်မှာတော့မှဒီစိတ်ထဲမှာလိဟာနေခံစားချက်တစ်ခုပေါ့ဥပမာဆိုရင်တော့ကိုနဲ့ကိုရင်းနှီးရတဲ့လူတွေကိုချစ်ခင်ရတဲ့လူတွေကြားမှာသူတို့ကိုနားမလည်ဘူးလားဆိုတဲ့ခံစားချက်မျိုးပဲပြောရမလားဆိုတော့လိဟာနေတဲ့ခံစားချက်တစ်ခုပေါ့နော်အဲ့ဒါကြတော့လူတိုင်းမှာဖြစ်တတ်ကြတယ်ပေါ့ပြီးတော့တချို့တွေထင်တတ်တဲ့အရာတစ်ခုကကြတော့ကိုလိုချင်ကိုရချင်တဲ့အရာတစ်ခုခုရလိုက်တဲ့အခါမှာလူတွေကပျော်ရွှင်သွားမှာလားဥပမာပြောရမယ်ဆိုရင်တော့ကိုပုံမှကောင်းတဲ့နိုင်ငံတစ်ခုကိုပြောင်းသွားတဲ့အခါမှာဒီအထီးကျန်ချင်းဆိုတဲ့ခံစားချက်ကပျောက်ကွယ်သွားမှာလားလို့တချို့ကထင်ကြတယ်ပေါ့ပြီးတော့နောက်တစ်ခုကျတော့ပိုကောင်းတဲ့ပညာရေးကိုစီးပူးလိုက်ရင်ဒီအထီးကျန်ချင်းဆိုတဲ့အရာပျောက်ကွယ်သွားမှာလားရန်ကြမဟုတ်နေဘူးပေါ့နော်ကိုဘလောက်ပဲကောင်းတဲ့နေရာကိုလိုချင်တဲ့အရာကိုပဲရသွားဒီအထီးကျန်ချင်းဆိုတဲ့အရာဆက်မှရှိနေတယ်ပေါ့ဆိုတော့အဲ့ဒီအရာကိုကျွန်တော်မြင်မိတယ်ဒါကြောင့်ဒီဂျိုင်းနဲ့ပတ်သက်မှဆွေးနွေးရင်စင်ပိုမှတင့်လျော်မယ်ထင်တယ်ပေါ့နော်ဒီဘက်ကဟုတ်ကဲ့ဒီအထစ်ချံမှုနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဓမ္မဟောင်းကျမ်းထဲမှာလည်းအေလိယအသက်တာအဖြစ်ကျွန်တော်တို့တွေ့နိုင်တယ်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19ကနေပြီးတော့ဖတ်မယ်ဆိုရင်ပေါ့နော်ဒီထာဝရဘုရားရဲ့ prophet ဖြစ်တဲ့အေလိယနဲ့ဘာလဖျားရဲ့ prophet တွေကိုသူတို့အနေနဲ့ဘယ်ဖျားကအသက်ရှင်လဲဆိုတာကိုကျွန်တော်သူတို့အနေနဲ့ပြိုင်ဆိုင်ကြတယ်ပြိုင်ဆိုင်တဲ့အခါမှာအေလိယအနေနဲ့အနိုင်ရပြီးတော့မှပေါ့နော်ဒီဘာရprophet တွေကိုလည်းသူ့အနေနဲ့အဆုံးစီရင်တာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီမှာအေလိယသက်တာကြည့်မယ်ဆိုရင်သူကတကယ်ကိုရဲရင်တဲ့ထာဝရဘုရားရဲ့ prophet ဖြစ်တယ်အဲ့ဒီပြပြချင်းမှာပဲပေါ့နော်ယေဇဗေလနေပြီးတော့မှသူ့ကိုချိန်ချောက်တယ်ပေါ့နော်သူ့ကိုတက်မဲလို့ပြောတဲ့အခါမှာသူ့အနေနဲ့အထွက်ပြေးသွားတာကိုတွေ့ရတယ်အဲ့တော့ဘာဖြစ်လို့သူ့အနေနဲ့ဒီထာဝရဘုရားရဲ့ရဲရင်တဲ့ prophet ဖြစ်တယ်ပြီးရင်သူယုံကြည်ခြင်းမှာလည်းတကယ်ကိုအားကြီးတယ်အောင်မြင်မှုကြီးမားမားကိုလည်းသူကရရှိပိုင်ဆိုင်ထားရဲ့သားနဲ့ဘာဖြစ်လို့သူအနေနဲ့ကြောက်ရွံ့ပြီးတော့မှထွက်ပြေးရတဲ့အထိပြီးရင်နောက်ဆက်တွဲအနေနဲ့အထီးကျန်ဆိုင်ရတဲ့အထိပေါ့နော်ကျွန်တော်တယောက်တည်းဖြစ်ပါတယ်စားတဲ့ခံစားချက်တွေဖြစ်လာတဲ့အထိသူအနေနဲ့ခံစားရတယ်ပေါ့နော်အဲ့တော့ဒီအထီးကျန်ချင်းဆိုတာကကျွန်တော်ဗာတင်ယူလို့ရလဲဆိုလို့ရှိရင်ယုံကြည်ခြင်းကြီးမားတာပြီးယုံကြည်ခြင်းအားနည်းတာနဲ့မဟုတ်ဘဲနဲ့ကျွန်တော်လူတဦးတယောက်ရဲ့ခံစားတတ်တဲ့အရာဖြစ်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ကအရန်ပင်ပန်းလာပြီပေါ့နော်စိတ်သက်ပိုက်ဆိုင်မှာလည်းအားနည်းလာပြီဆိုရင်တော့အထီးကျန်မှုကိုခံစားရတယ်ဆိုတော့အထီးကျန်မှုကဘာဖြစ်လို့ကျွန်တော်ခံစားရတယ်လို့မြင်လဲပေါ့ဆိုတော့ကျွန်တော်အမြင်ရဆိုရင်ဒီဘာဘူးကြောင့်မပြန်သွားရမှာပေါ့နော်ဆိုတော့ Elijah ဒီခရစ်ယာန်ပြောတဲ့ Elia ပေါ့နော်ဆိုတော့ Elia ကျတော့ခရစ်သူဒီဘာလာနတ်ဖြိုင် prophet တွေကိုသူအနိုင်ယူနိုင်ခဲ့တယ်ဒါပေမဲ့ဒီဘီယင်မပေါ့နော် Hezbollah သူပြောတဲ့အခါမှာကျတော့သူကိုယ်နိုင်ကိုရောသူဒီဖျားသခင်ရဲ့ prophet တွေအများကြီးကိုသူအဆုံးစင်ခဲ့ပေါ့နော်ပြီးတော့သူဒီအေလီယာဆိုနေသူအများကြီးထဲမှာဂျန်တဲ့နောက်ဆုံးဂျန်တဲ့လူပေါ့ဒါကြောင့်ကျွန်တော်ခုပြောရတဲ့အတိုင်းပဲပေါ့နော်သူတယောက်တည်းပဲဂျန်တော့တယ်သူဘာမှမတတ်နိုင်တော့ဘူးသူရမ်းမှပြင်ပန်းနေပြီသူဖျောက်တောင်ပြောခဲ့တယ်နော်ကျွန်တော်ရဲ့အသက်ကိုပြင်ယူလိုက်ပါတော့တက်မရှင်ချင်တော့ဘူးဆိုတဲ့အထိဖြစ်တယ်ဆိုတော့တနည်းအားဖြင့်အမှပြန်သွားတွေးရလေဆိုတော့ကျွန်တော်ဘာဦးချမ်းမှာပထမဆုံးချက်နေနေဆိုရင်တော့ဘာကြောင့်ဖျားကျွန်တော်ဖန်ဆင်းခဲ့ရလဲဖျားဖန်ဆင်းတဲ့ယူရဲ့ချက်ကကြတော့ကျွန်တော်တို့နဲ့သူနဲ့ကြားမှာမိတ်ဟာရဖော်ခြင်းဆိုတဲ့အရာရှိဖို့ပေါ့နော်ဆိုတော့ကျွန်တော်တွေကကျတော့ဒီမိထာဖွဲ့ခြင်းဆိုတဲ့အရာအရန်ဟိုမှပြန်มาအရေးကြီးပြန်တယ်ပေါ့ဆိုတော့ကျတော့ဖျားနဲ့ကိုနဲ့ကြားမှာမိထာရဖွဲ့ဖို့အတွက်လိုအပ်တယ်လို့မျိုးပဲလူနဲ့ကိုလူသားတွေချင်းချင်းမှာမိထာရဖွဲ့ဖို့အတွက်လိုအပ်ပြန်တယ်ပေါ့နော်ဆိုတော့ခဏပြောတဲ့ခုပြောတဲ့အတိုင်းပဲလူတွေကပြောနိုင်တယ်ပေါ့နော်ဝิญကြီးရမှာအားကြီးတဲ့အားနေဒါမဲ့ဒါနဲ့ပြန်ဆိုင်ပြန်လားဆိုရင်လည်းမဟုတ်ပြန်ဝิญကြီးပိုင်းဆိုင်မှာအားကြီးတဲ့လူတွေရောအထီးကျန်ဆန်ချင်းဆိုပြန်ခံစားရတယ်ပေါ့နော်ဝิญကြီးပိုင်းဆိုင်မှာအားနေလူတွေရောအထီးကျန်ချင်းဆိုပြန်မှခံစားရပြန်တယ်။ဘာကြောင့်လဲလို့ပြန်မှစဉ်းစားတဲ့အခါဒုတိယအချက်ကိုပြန်မှဥဆောင်သွားတယ်ပေါ့။အဲ့ဒါကကြတော့အပြစ်တရားပေါ့။ဆိုတော့ဒီကဘာဦးကျမ်းမှာပဲဆက်ကြည့်တဲ့အခါမှာကျတော့ဖျားနဲ့ကိုနဲ့ကြားမှာရှိတဲ့ဒီ
ဆက်ဆံမှုမိတ္တဟာယဖွဲ့မှုကအပြစ်တရားဆိုတဲ့အရာဝင်လာတဲ့အခါမှာပြတ်တောက်သွားတယ်ပေါ့ဆိုတော့အပြစ်တရားဆိုတဲ့အရာဝင်ရောက်လာတဲ့အခါမှာအာဒန်နဲ့အေဝါပဲကြည့်ကြရအောင်လေနော်ဆိုတော့အာဒန်နဲ့အေဝါကြတော့ဖျားသခင်စီကနေထွက်ပြေးသွားတယ်နော်ပုံးရှောင်တယ်ကြောက်လို့ပုံးနေဆိုတဲ့အရာသွားတွေ့ရဘာကြောင့်အပြစ်တရားကြောင့်နေနော်ဆိုတော့ဒီအပြစ်တရားကြောင့်ပဲကြောင့်တဲ့တရားအပြစ်တင်ခြင်းယုံမတန်တရားပြီးတော့နောက်တစ်ခုကဘာလဲဆိုတဲ့ကကြတော့တကူကောင်းဆံမှုဆိုတဲ့အရာဝင်လောက်လာတယ်ပေါ့နော်ဒါကြောင့်ပဲကျွန်တော်တို့ခဏခဏစဉ်းစားတတ်တာလေနော်ဘာကြောင့်ငါ့ကိုနားမလီပေးနိုင်တာလဲမင်းတို့တွေဘာကြောင့်ငါ့ကိုမင်းတို့တွေနားမလီပေးနိုင်တာဘာကြောင့်မတိပေးနိုင်တာဘာကြောင့်မမြင်ပေးနိုင်တာလဲဆိုခန်းစားချက်တွေအများကြီးဝင်လာတယ်ပေါ့နော်ပြီးတော့ကိုကိုဘယ်သူမှမတိနိုင်တော့ဘူးလားကိုယ့်ရဲ့ခန်းစားချက်ကိုဘယ်သူမှနားမလည်နိုင်တော့ဘူးလားဆိုတော့ဒီခန်းစားချက်တွေကကြတော့အဲ့ဒီနေရာနဲ့ဝင်ရောက်လာတယ်ပေါ့နော်တနည်းအားဖြင့်အပြစ်တရားနဲ့ဝင်ရောက်လာတယ်ဆိုတဲ့ရောက်ပြန်သွားတွေ့ရတယ်ဆိုတဲ့အခါကျတော့ပြန်မပြောရမယ်ဆိုတဲ့အခါကျတော့ဒီအပြစ်တရားကြောင့်ဖျားနဲ့ကိုယ့်ရဲ့အကြားမှာရှိတဲ့ဖျားဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ဖြစ်တဲ့မိတ္တဟာဖွဲ့ခြင်းကပြတ်တောက်သွားတယ်ဖျားနဲ့ကိုယ်နဲ့ကြားမှာရှိတဲ့မိတ္တဟာဖွဲ့ခြင်းကပြတ်တောက်သွားတဲ့အခါမှာကျတော့ကိုယ်နဲ့တခြားကိုယ်ပေါင်းခြင်းမှာရှိတဲ့လူတွေနဲ့ကြားမှာရှိတဲ့ဆက်ဆံရေးကကျတော့ဆက်ဆံရေးရောဒီတန်တရားအပြစ်တင်မှုဆိုတဲ့အရာတွေနဲ့နောက်ဆက်ဘယ်လိုပြောမလဲရစ်ဖွဲ့သွားတယ်ပေါ့နော်အဲ့ဒီအရာဘာပြန်ဖြစ်စေရလဲဆိုတော့ဒီအပြစ်တရားပဲဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့တူကောင်းဆောင်မှုတွေကြောင့်လေနော်ဆိုတော့ဒုတိယအချက်ကိုပြန်ဝင်သွားတာဖြစ်တယ်နောက်ဆုံးအချက်ကကြတော့တတိယအချက်အနေနဲ့ဆိုရင်တော့ဘေးဆက်ဆံရေးမှာဘယ်လိုမျိုးအရာမစုံလင်ဘူးဆိုတဲ့အရာပြန်သွားတွေ့ရတယ်ပေါ့နော်လောကီလူသားတွေအနေနဲ့ဒါကြတော့ဒီအရှိမပြောထားတဲ့အတိုင်းပဲပေါ့ဆိုတော့ဘေးအရာဒီလောကမှာရှိတဲ့ဘေးအရာကမှကျွန်တော်တို့ကိုဘယ်လိုပြောမလဲပြီးဆုံးတဲ့ဒီယာနှုံးပြီးဒီကျွန်တော်တို့လိုအပ်တဲ့စိတ်ခံစားချက်ကိုမဖြည့်ဆည်းပေးနိုင်ဘူးပေါ့ဥပမာဆိုရင်လည်းအလိုက်ဂျာဆိုရင်လည်းဒီအေလီယာပေါ့နော်အေလီယာဆိုရင်လည်းဒီဘာလာနတ်ဖျားတွေသူအနိုင်တိုက်ခိုက်ပြီးခဲ့ပြီးပြီလေနော်ဆိုတော့သူအောင်မြင်ခြင်းရခဲ့တယ်ဒါပေမဲ့ဒီဘီယမစီကနေယေစပေလာဘီယမစီကနေဒီချင်းချောင်းမို့တောင်ကြားတဲ့အခါမှာသူလုံးဝချိုးပိတ်တခါတည်းကမှစိတ်တွေကျသွားတယ်နော်ပြီးသူထက်ပြေးသွားမှဒီအထီးကျန်ဆန်မှုပြီးဒီစိတ်ဒုက္ခဒီစိတ်ညစ်မှုတွေသူအများကြီးဒီ depression တွေသူအများကြီးပြန်ခံစားလာခဲ့ရတာလေနော်ဆိုတော့ဒီကြတော့ကျွန်တော်တို့ပြန်သွားတွေးနိုင်တာဖြစ်တယ်ဆိုတော့တကယ်ရောပဲကျွန်တော်ဖြစ်နေတဲ့ခံစားချက်ကိုနားလည်နိုင်ပေးတဲ့လူဒီကဘာမှာမရှိတော့ဘူးလားဆိုတော့ကျွန်တော်တို့တကယ်တမ်းဘယ်လိုပြောမလဲကိုညီပေးနိုင်တဲ့လူမရှိတော့ဘူးလားလို့ပြန်ပြောတဲ့အခါမှာရှာတော့မဟုတ်ပြောင်းဆိုတော့ကျွန်တော်ဘေကိုပြန်သွားလို့ရလဲဆိုတော့ကျွန်တော်ခရစ်တော်စီကိုပြန်သွားလို့ရတယ်ပေါ့နော်ဆိုတော့ဘာကြောင့်ခရစ်တော်စီကိုပြန်သွားလို့ရရလဲဆိုတော့ကျမ်းစာကိုတေးစိတ်ပြန်ဖတ်တဲ့အခါမှာကျတော့ခရစ်တော်ကိုနိုင်ကိုကဒီထီးကျန်ဆန်ခြင်းဆိုတဲ့အရာကိုသူခံစားဖူးခဲ့တယ်ပေါ့နော်ဒီလောကကြီးကိုသူဆင်းကြွလာတဲ့အခါမှာကျွန်တော်ပြန်စဉ်းစားကြည့်အောင်ဆိုတော့ခရစ်တော်ကကျတော့လူစားတိခံယူတယ်။ဘာကြောင့်လူစားတိခံယူရလဲဆိုတော့ကျွန်တော်တို့ရဲ့အပြစ်ကြွေးကိုဆက်ပေးဖို့အတွက်ဖြစ်တယ်ပေါ့နော်။သူလူစားတိခံယူပြီးမှဒီလောကမှာတက်ရှင်တဲ့အခါမှာပထမဆုံးချက်သူ့ရဲ့အမျိုးသားချင်းသူ့ရဲ့အမျိုးတွေကိုယ်တိုင်သူ့ကိုလက်မခံအောင်ဆိုဘယ်နှမှာတွေ့ရလဲဆိုတော့ခရစ်တော်ကိုလဝကတိုင်ပေါ်မှာတင်တန်းဖို့အတွက်ယောမလက်တဲ့အလိုက်တဲ့လူတွေတခြားသူမဟုတ်ပြောင်းဣတိယလူမျိုးတွေကိုယ်တိုင်ဖြစ်နေကြတယ်။ဆိုတော့ဒုတိယအချက်နဲ့နေဆိုရင်တော့ခရစ်တော်ကိုယောမစစ်သားတွေဖမ်းဆီးသွားတဲ့အခါမှာသူ့ကိုညှဉ်းပန်းနှိပ်စက်တဲ့အခါမှာသူ့ကိုညှဉ်းပေမှာသူ့ကိုဆွန့်ပစ်သွားတယ်လို့တခြားသူမဟုတ်နေပြောင်းသူနဲ့အရင်နီးဆုံးသူနဲ့အနီးကပ်ဆုံးဖြစ်တဲ့သူ့ရဲ့တပည့်တော်တွေပြန်ဖြစ်နေပြန်တယ်ဆိုတော့သူ့ကိုမှအရန်ရင်းနှီးပါတယ်သူ့ကိုမှအရန်ဝမ်းချစ်ပါတယ်ဆိုတော့သူ့ရဲ့တပည့်တော်ကိုယ်တိုင်သူ့ကိုဆွန့်ပစ်ခဲ့တယ်ဆိုတော့နောက်ဆုံးအချက်အနေနဲ့အကြီးမားဆုံးအရာကြတော့လဝကနိုင်ပုံမှာကျွန်တော်ရဲ့အပြစ်အတွက်ကိုတော်ခံယူနေစဉ်မှာခမေးတော်ကသူ့ကိုမျက်နှာလွှဲတော်မူတယ်ဆိုတော့ဗန်နာမှာပြန်တွေ့ရတယ်ဆိုတော့ခရစ်တော်ကိုယ်တိုင်ပြောထားတယ်နော်ကျွန်တော်ရဲ့ဖျားဘာကြောင့်ကျွန်တော်ကိုစွန့်ပစ်တော်မူတယ်လဲဆိုတော့ဖျားရဲ့မျက်နှာလွှဲခြင်းဆိုတဲ့အရာကိုခံရတဲ့အခါမှာခရစ်တော်ကိုနိုင်ကိုကဒီခံစားချက်ကဘလောက်ထိကိုမှခက်ခဲတယ်ဒီခံစားချက်ကဘလောက်ထိကိုမှပြင်းထန်နေဆိုတဲ့အရာကိုသူနားလေတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့နေဘာလုပ်နိုင်တာလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးကြုံတွေ့နေရတဲ့အခါမှာကျွန်တော်တယောက်တည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့နားလည်ပေးနိုင်တဲ့လူရှိရပြီးတော့ခရစ်တော်ပေါ့ဆိုတော့ကျွန်တော်ခရစ်တော်စီကိုကျွန်တော်တို့တွေချင်းကပ်လို့ရတာဖြစ်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီအထီးကျန်မှုကိုခရစ်တော်ပြောပြလို့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်ခရစ်တော်ကိုအကူအညီတောင်းတဲ့အခါမှာကျွန်တော်ရဲ့ဝေဒနာတွေကိုကိုတော်ကတိရှိနားလည်ပြီးဖြစ်တဲ့အတွက်ကြောင့်သူကနစ်တင်ပေးနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ခရစ်တော်ဖျားမျက်မှောက်တော်ချင်းကပ်ဖို့အတွက်ရအောင်မှလိုအပ်တယ်ပေါ့ဟုတ်ကဲ့ဒီအေလီယာအသက်တာကိုကြည့်မယ်ဆိုရင်လည်းသူကအဲ့လိုမျိုးခံစားမှုတွေရှိတဲ့အခါမှာ horror တောင်ကိုသွားတယ်ပေါ့နော်ဖျားသခင်ကျင်းဝတ်တဲ့ဖျားကမောရှေကိုပေါ့နော်ပြငယ်တီချံပေးတဲ့တောင်တနည်းအားဖြင့်ဖျားကျင်းဝတ်တော်မူတဲ့တောင်ကိုသူ့အနေနဲ့
ပြေးပြီးတော့မှဖရားရဲ့လမ်းပြမှုအတွက်သူအနေနဲ့စာငတ်မှုရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်အဲ့ဒါဖရားကသူ့ကိုဘယ်လိုအဖြစ်လှုပ်ဆောင်ပေးလဲဆိုလို့ရှိရင်သူ့ကိုအစာကျွေးတယ်ပြီးလို့ရှိရင်သူ့ကိုရေတိုက်တယ်ပြီးလို့ရှိရင်သူ့ကိုအနားယူစေတယ်ဆိုတာတွေ့ရတယ်အဲ့တော့ဖရားကကျွန်တော်တို့ရဲ့ဒီခန္ဓာပိုက်ဆိုင်မှာတလကောင်းစိတ်ဓာတ်ပိုက်ဆိုင်ရာမှာတလကောင်းဒီဝိညာဉ်ပိုက်ဆိုင်မှာတလကောင်းအဖက်ဖက်ကနေပြီးတော့ဖရားကဂယုစိုက်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ကိုနှစ်သိမ့်မှုပေးခြင်းနဲ့ဖရားဖြစ်တယ်ပြီးလို့ရှိရင်ဒါကြောင့်မလို့ခုနပြောတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့တစုံတစ်ခုအထီးကျန်မှုဖြစ်အဲ့လိုမျိုးပေါ့နော်ကြုံတွေ့လာတဲ့အခါမှာဖျားစီမှာပဲသူဝင်ချင်းကပ်ဖွယ်ရန်အတွက်ဖြစ်တယ်ပြီးလို့ရှိရင်ဖျားလူတွေရှိတဲ့နေရာမှာဖျားလူတွေစုဝေးတဲ့နေရာမှာသွားပြီးတော့မှအချင်းချင်းတယောက်နဲ့တယောက်တိုက်တွန်းနိုးဆော်ဖွယ်ရန်အတွက်ဖျားကကျွန်တော်တို့ကိုဒီနောက်ကပတ်တော်အပြင်တွင်တင်ထားတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မို့လို့ဒီအရာတွေလောက်ဆောင်ခြင်းအပြင်ပေါ့နော်တယောက်နဲ့တယောက်တိုက်တွန်းသွေးဆောင်ခြင်းပြင်ဖျားမျက်မှောက်တော်မှာတိုးဝင်ခြင်းဖရားရဲ့မျက်မှောက်တော်မှာကျွန်တော်အနေနဲ့ပျော်မွေ့လာတဲ့အခါမှာဒီအထီးကျန်စာမှုတွေကိုကျွန်တော်အနေနဲ့တဖြည်းဖြည်းနဲ့ဘယ်လိုပြောမေ့ပြောက်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကြော်လွားရင်ဆိုင်နိုင်မှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မှာပြောချင်ပါတယ်လို့အားလုံးပေါ်မှာဖျက်ရှင်ကောင်းကြည့်ပြပါစေ